အခုဒီလီယိုနယ်မက်ဆီအကြောင်းကျွန်တော်ပြောတာကဒီညကစားမယ်ပေါ့နော်ဒီညဆိုမနေ့ကမနေ့9နာရီပဲကစားမယ်ဆွစ်ဇာလန်နဲ့ပွဲဆွစ်ဇာလန်ကိုနိုင်မယ်ရှုံးမယ်တည်ကြမယ်ဆိုတော့အကြောင်းလည်းမဟုတ်ဘူးပြီးတော့ဒီကြိုင်ပွဲမှာအာဂျင်တီးနားတော့ဆီမီဖိုင်နယ်တက်သွားပြီသို့မဟုတ်လေဘိုလ်ပွဲထိဖြူးနေတာပဲအဲ့ဒီအကြောင်းလည်းမဟုတ်မက်ဆီအကြောင်းတက်ပဲဆိုတော့ဒီမက်ဆီနဲ့အတူကျွန်တော်တို့ဘာကြီးမြင်ရတယ်လဲကျွန်တော်ဘာကြီးခံစားရတယ်ဆိုတော့အဓိကပြောချင်တာเนาะဆိုတော့2026အရင်ဆုံးပြောချင်တာ2022ကမ္ဘာဖလားပြိုင်ပွဲမှာအာဂျင်တီးနားအသင်းကမ္ဘာချန်ပီယံဖြစ်ခဲ့တယ်မက်ဆီရဲ့အခမ်းကဏ္ဍအစွမ်းဆောင်ရည်အရန်ကြီးမားခဲ့တယ်ပြိုင်ပွဲအတွက်သူရွှေဘလုံးစီရခဲ့တယ်ပြီးတော့သူဘလန်ဒေါရခဲ့တယ်ဆိုတော့အဲ့ဒီအရာတွေပေါ့နော်အဲ့ဒီမက်ဆီဟာအင်မတန်အရေးပါတဲ့မက်ဆီအာဂျင်တီးနားသမိုင်းအတွက်အခမ်းကဏ္ဍတစ်ခုပြောင်းလဲသွားတဲ့အခိုက်အတန့်သူ့ပေါ်အမြင်တွေသူ့အပေါ်ပြည့်စီလိုတဲ့ဆန္ဒတွေအဲ့ဒီအရာတွေအကုန်ပြောင်းလဲသွားတဲ့မက်ဆီပေါ့နော်အခု2026ကပြိုင်ပွဲမှာ4နှစ်ကြာသွားပြီမက်ဆီကိုယ်တိုင်လည်း2022တုန်းကလို့မဟုတ်တော့ဘူးဒီချိန်သူကစားနေတာကအင်တာမိုင်မီမှာဒီဥရောပပေါ်လုံးနဲ့ဒီကင်းကွာတဲ့နေရာတစ်ခုမှာသူ့ကိုစိတ်ဝင်စားရင်တကူတကလိုက်ကြည့်မှပြီးရင်သူ့ကိုကြည့်ပြီးရင်ကျန်တဲ့သူတွေကိုစိတ်ပြီးတော့ကြည့်ချင်စရာမရှိတဲ့အခြေအနေတစ်ခုအဲ့ဒီနေရာတစ်ခုမှာအေးဘောလုံးသွားကစားနေတယ်ဟို2026ရောက်နေပြီအဲ့တော့အဲ့ဒီမှာကျွန်တော်တို့က2026ကောက်လောက်မက်ဆီကအဲ့လိုပုံစံနဲ့သူရောက်လာတယ်အဲ့ရောက်လာတဲ့အချိန်မှာလေတချို့ဆိုအငင်းပွားကြတယ်မက်ဆီကအာဂျင်တီးနားရဲ့ star မဟုတ်တော့ဘူးမက်ဆီကအာဂျင်တီးနားရဲ့ biggest threat မဟုတ်တော့အစရှိသဖြင့်ဒါပေမဲ့တကယ်ဘောလုံးကစားတဲ့အခါကျတော့မက်ဆီဟာလော်တာရိုမာတီနက်စ်လိုဟိုလီယန်အေဗရက်စ်လိုကစားသမားတွေနေတော့မှကွင်းထဲမှာအသင်းထဲမှာရှင်ကစားနေရင်အပြက်အသက်ကွာနေတော့မှဆိုကျွန်တော်တို့မြင်နေရတော့မယ်နော်အခုဒါအဲ့တော့မက်ဆီနဲ့ပတ်သက်ပြီးတော့အခုဒီဟာကိုကျွန်တော်ထပ်ပြီးတော့ပြောချင်တာက2026ကဘာဖလားကဒီ2022ကဘာဖလားမှာကစားခဲ့တဲ့မက်ဆီထက်2026ကဘာဖလားမှာကစားနေတဲ့မက်ဆီကပို့ပြီးတော့ကောင်းမွန်တယ်ပို့ပြီးတော့ကျွန်တော်တို့ကိုမက်ဆီနဲ့ပတ်သက်ပြီးတော့တချို့အရာတွေကိုလုံးဝလက်ခံပြလိုက်အောင်ပြသနေတယ်ဆိုတော့အဲ့လိုမျိုးပြောလို့ရသွားပြီဆိုတော့2026ဟာ2022မက်ဆီထက်ဆိုင်ဒီလူတွေပြောကြသလို walking football ကစားနေတယ် walking လုပ်တယ်လမ်းလျှောက်နေတယ်မက်ဆီကလမ်းလျှောက်နေတယ်အဲ့ဒီလမ်းလျှောက်ခြင်းဟာဘယ်ပြဿနာတွေဖြစ်ခဲ့ဘူးလေ PSG မှာမက်ဆီတွားကစားတဲ့အချိန်မှာမက်ဆီက press မလုပ်နိုင်လို့မက်ဆီကစားတဲ့အခါကျရင်ဘာဖြစ်လို့ညာဖြစ်လို့ကျွန်တော်ကြားခဲ့ဘူးလေဟောဒီနေရာမှာကျွန်တော်ကပြောချင်တာကခရစ္စတီယာနို ရိုနယ်ဒိုနဲ့ပတ်သက်တယ်အဲ့ဒါပဲ pressing မလုပ်နိုင်ဘူးဆိုတာအခုမှမဟုတ်ဘူးလွန်ခဲ့တဲ့ဒီ2နှစ်လွန်ခဲ့တဲ့3နှစ်ကလေးကလည်း Eric Ten Hag စီက Ralf Rangnick စီကပြီးတော့တချို့တွေစီကကျွန်တော်ကြားခဲ့ရဘူးလေအဲ့နေရာမှာတော့ကျွန်တော်အမြင်ကအတူတူပဲသူတို့ကမှသုံးနေပြီးတော့ pressing လိုက်လို့ခိုင်းနေမယ်ဆိုရင်တော့အဲ့နေပြကိုကလိုအပ်ချက်ရှိတာလို့ပြောအောင်သူတို့မသုံးရင်မသုံးနဲ့သုံးမယ်ဆိုသူတို့ကအဲ့ press လုပ်တာတို့ဟိုခံစစ်အလုပ်လိုက်ကူတာတို့လောက်ရမယ်လူတွေမဟုတ်ဘူးဒါကျွန်တော်တွေးတဲ့အတွေးပေါ့နော်ဒီမက်ဆီလိုရိုနယ်ဒိုတို့နဲ့ပတ်သက်ရင်အဲ့မှာအဲ့လမ်းလျှောက်ပြီးကစားကြမယ်ဆိုတော့မက်ဆီကပို့ပြီးတော့ကျွန်တော်တို့ကိုလမ်းလျှောက်ပြီးဘောလုံးကစားတာeffort မပါဘဲနဲ့အသင်းတစ်သင်းရဲ့အုံနောက်အဆင့်ကိုရောက်သွားတာကဘယ်လိုလဲဆိုတော့မက်ဆီကပြသနိုင်တယ်ပေါ့အဲ့တော့မက်ဆီကစားနေတဲ့ဘောလုံးကတကယ်ပြေးလွှားနေတဲ့ကစား game မဟုတ်တော့ဘဲနဲ့လမ်းလျှောက်နေရင်အဲ့လမ်းလျှောက်တာဘာလုပ်နေရလဲဆို information gathering လုပ်နေတယ်ဆိုတဲ့အတွေးကိုကျွန်တော်တို့ကတဖြည်းဖြည်းနဲ့ခံစားလာရတယ်အဲ့တော့ဒီအသက်အရွယ်ဒီအဆင့်ကစားသမားတွေမသုံးနဲ့သုံးရင်အဲ့အလုပ်ကိုမလုပ်ဘဲနဲ့သူတို့စီကသူတို့ကိုယ်ထဲမှာရှိနေခြင်းအဖြစ်ဘလို့အားကောင်းမလဲဘယ်အရာတွေလဲဆိုတဲ့ဟာကိုနိပြတွေကတွေးရမှာပေါ့နော်အဲတွေးတဲ့အခါမှာမက်ဆီတို့အခုဒါလမ်းလျှောက်ပြီးပေါ့မက်ဆီဆိုလမ်းလျှောက် game ကိုကစားနေတယ်မက်ဆီနဲ့ရိုနယ်ဒိုမတူတာကမက်ဆီကအဲ့ game ကိုကစားဖို့အတွက်ပို့ပြီးတော့တင့်တော်တယ်ဆိုတာကသူ့ရဲ့တစ်သက်လုံးကစားခဲ့တဲ့သူ့ရဲ့ကစားဟန်အရာသူကစားတဲ့နေရာအရာ central zone အထိဆင်းပြီးတော့ဘောလုံးကအရေးအကြီးဆုံးနေရာဟာ central အဲ့ဒီ central မှာတဘောကတိုက်မှာလားတေးမှာလားရှင်မှာလားဆုံးဖြတ်တဲ့နေရာအဲ့တော့တဘောကအဲ့ central zone ရဲ့အားကောင်းမှုအတွက်မျိုးစုံပြုလုပ်တဲ့အခါမှာအဲ့ central zone ကိုဝုန်းနဲ့နေဘယ်လိုခေါ်မလဲဆိုတော့မာကျော်အောင်ခိုင်ခန့်အောင်ဒါတိဆောက်ကြတာဘောလုံးပဲအဲ့မက်ဆီကအဲ့ zone ကိုဆင်းသွားတယ်အဲ့လုပ်တယ်မလုပ်ဘူးကွာဆိုပြီးတော့အဲ့မှာ information gathering လုပ်တယ်လမ်းလေးရှောက်လိုက်တယ်လက်ညှိုးလေးထိုးလိုက်တယ်ခေါင်းလေးစက်နဲ့ညှိပြလိုက်တယ်ဘောလုံးလေး pass ကိုလှည့်လိုက်တယ်ဆိုတော့အဲ့ဒီမှာကျွန်တော်ဘာတွေသွားမြင်ရလဲဆိုတော့ဘောလုံးအတင်းတင်းရဲ့အုံနောက်ဆိုတာအဲ့ဒါကြီးပါလားဆိုတော့ကျွန်တော်သွားမြင်ရတယ်မက်ဆီနဲ့ပတ်သက်ပြီးတော့တကယ်တော့
မက်ဆီရဲ့ space တွေကိုကြိုဖတ်ထားပြီးသားမက်ဆီကတိုင်ဘက်ကစားသမားတွေစီကိုပိုကြိုဖတ်ထားပြီးသားမက်ဆီက pass တစ်ချက်ကိုမလွတ်ပေးခင်မှာအဲ့ဒီ space ရဲ့အနက်အထိဘက်ကိုနားလည်ပြီးသားဆိုတာတွေကိုကျွန်တော်ပို့ပြီးတော့မြင်လာတယ်မက်ဆီကအရင်တော့ဒီချက်ကောင်းတာကိုလှုပ်ရှားမှုတွေကောင်းအသက်အရွယ်ငယ်တော့အဲ့ဒီအချိန်တုန်းက तू ကဒီတော့ကောင်းနေတဲ့အခါကျတော့တခြားအရာတွေကိုတော့မှမြင်ဖို့မေ့သွားတယ်အခု तू အရင်တော့မကောင်းတော့ဘူးအရင်တော့ तू မလှုပ်ရှားနိုင်တော့ဘူးမပြေးနိုင်တော့ဘူးမကြော်ဖြတ်နိုင်တော့ဘူးဆိုတဲ့အချိန်မှာ तू ကအဲ့မှာလူရဲ့လုပ်ရည်ကန်ရည်ကို short ချပြီးတော့အုံနောက်ရဲ့လုပ်ရည်ကန်ရည်ကိုမြင့်တင်လိုက်လဲဆိုတော့ကျွန်တော်မြင်ရတယ်အခုဒီပြိုင်ပွဲမှာမက်ဆီက8-9တောင်သွင်းထားတယ်ဟိုအတိုင်းထက်အလွန်ပဲဒါပေမဲ့မက်ဆီရဲ့ဒီသွင်းကိုဟာကျွန်တော်အတွက်တော့ဒါ bonus ပဲမက်ဆီက8-9မို့ပဲ3ဂိုးပဲသွင်းနေဆိုရင်လေအခုဒီလိုကစားပုံကိုမြင်ရတာကျွန်တော်တို့ bonus ပဲဒီသွင်းကိုဟာ bonus ပဲ assist ဟာ bonus ပဲ dribbling ဟာ bonus ပဲတကယ်ခိုးကတကယ်အနှစ်အသားကအဲ့ဒီအရာတွေမှုပဲနဲ့မက်ဆီကဘောလုံးဒီဘောလုံးကစားတဲ့အခါမှာပြေးနေရင်မှုပဲနဲ့လမ်းလျှောက်နေရင်းနဲ့လေဘောလုံးမှာအုံနောက်အရန်ကောင်းတဲ့အခါညံအရန်မြင့်တဲ့အခါဖိအားမျိုးစုံအကြက်တဲပေါင်းစုံအခက်ခဲပေါင်းစုံကြားရမှာသူကနောက်တနည်းဘယ်လိုရှာမလဲဆိုတော့တကယ် problem solver တယောက်ပေါ့နော်ဒီလိုရှာလို့မရရင်နောက်တနည်းသူဘယ်လိုရှာမလဲဆိုတာအဲ့ဒီနေရာမှာသူဟာဟိုဘယ်လိုကောမလဲဆိုတော့တိကျတဲ့အဖြေတစ်ခုတဲမဟုတ်ပဲနဲ့အဖြေတွေအများကြီးကိုလိုက်ရှာနေပြီးရှာတွေ့သွားတဲ့သူတယောက်နဲ့သွားတူတယ်အဲ့ဒီအရာကအဓိကပဲသွင်းကိုရှစ်ကိုဟာ bonus ပဲ assist ဟာ bonus ပဲကျွန်တော်တို့ဒီတိုင်ပွဲဘောလုံးအကြောင်းကိုပြောတဲ့အခါစုဖလားတွေအကြောင်းပြောတယ်ပြီးတော့နောက်တစ်ဆင့်ပြီးနောက်တစ်ဆင့်ပြီးမက်ဆီကဲတယ်ဆိုတဲ့ဟာအရေးကြီးတယ်ဒါစုဖလားဘောလုံးကိုဝက်ကပ်ရမှာလားမရဘူးလားဆိုတဲ့ကိစ္စကနေကြည့်တဲ့ရှုတော့ကျွန်တော်တို့ကအဲ့ဒီကဏ္ဍကိုဖယ်လိုက်မယ်မက်ဆီဘောလုံးကစားတာဘယ်လိုကစားတာလဲဟုတ်ပဲကွက်ပြီးတော့တွေးလိုက်မယ်ဆိုရင်အဲ့ဒီအရာကမက်ဆီစီကကျွန်တော်ရနေတဲ့အရာပဲအဲ့တော့သွင်းကိုရှစ်ကိုတော့လာချင်မြန်ဖြစ်တယ် assist ဘယ်လိုဖြစ်တယ်ရွှေဘောလုံးယူသွားတယ်အပြိုင်ပွဲရဲ့နောက်တစ်ဆင့်ကိုလည်းဒီ quarter final ကိုလည်းမက်ဆီနဲ့တက်သွားပြန် semi final ကိုလည်းမက်ဆီနဲ့တက်သွားပြန်အဲ့ဒီအရာတွေကအာဂျင်တီးနားအတွက်အာဂျင်တီးနားအောင်မြင်မှုအတွက်မက်ဆီအတွက်မက်ဆီရဲ့အောင်မြင်မှုအတွက်ကျွန်တော်တိုင်းတာမယ်အရာမက်ဆီအတွက်တိုင်းတာမယ်အရာတော့ကျွန်တော်တို့အပြည့်အဝရသွားပြီ walking football လူတိုင်းမလုပ်နိုင်ဘူး तू လုပ်တယ် तू လုပ်တဲ့အခါမှာဘာကြောင့်ဒီကျွန်တော်တို့လူတယောက်ကအုံနောက်သေးသွားရင်ဘာမှလုပ်လို့မရဘူးမက်ဆီသားအဲ့ဒီမက်ဆီလုံနေတဲ့အရာတွေအဲ့ဒီလမ်းလျှောက်နေတဲ့ဘောလုံးပေါ့နော်အဲ့ဒီလမ်းလျှောက်နေတဲ့ဘောလုံးကမရှိရင်အာဂျင်တီးနားအသင်းကဘယ်တော့တောင်ဆုတ်ယုတ်သွားမလဲဆိုတော့မြင်သာထင်သာရှိအောင်မက်ဆီပြသွားနိုင်တာကဒါမက်ဆီနဲ့ပတ်သက်ကျွန်တော်တို့အထူးကရနေတဲ့လက်ဆောင်အထူးကရနေတဲ့တန်ဖိုးလို့ပဲကျွန်တော်ယူဆတယ်